90+ review channel ကနေကြို့ဆိုလိုက်ပါတယ်ကဲ Manchester United ရဲ့အကြက်တွေကတော့တကယ်ကိုမဆုံးနိုင်တဲ့ဇလန်တပုတ်လိုဖြစ်နေပြီဗျာဆိုတော့လေဒီပြဿနာကဘေကစတာလေအရင်ခံအကြောင်းတရားကဘာလဲဆိုတော့ကိုကျွန်တော်တို့ဒီနေ့အထူးထူးခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်ဒါကတော့ပရိသတ်တွေရဲ့ရင်ထဲကခန်းစားချက်ကိုတခွန်းတဲ့နဲ့ဖော်ပြလိုက်တာပါပဲဒုံရင်ကရုံရင်ဖြစ်နေမှာပဲဆိုရဲစကားတကယ်ပဲအတင်းကဒီတန်တရားတွေကနေရုံးမထွက်နိုင်တော့ဘူးလားဆက်ပြီးလေ့လာကြည့်ကြတာပေါ့ကဲပထမဆုံးပိုင်းအနေနဲ့ကြည့်အောင် United ဂျက်စီမိုဒါကသူတို့တသေးနဲ့ဖင်နေတဲ့ပြဿနာမှာမဟုတ်တာဗျာတကယ်တော့လေဒါကတခြားနာမည်ကြီးကလပ်ကြီးတွေလည်းကြုံခဲ့ဖို့တဲ့ပုံစံမျိုးပဲဟုတ်ပါတယ် United မှာအခုဖြစ်နေကြတဲ့ကလုံးဝအသစ်ဆန်းတော့မဟုတ်ပါဘူးဥရောပကတခြားထိုက်တန်းကလပ်ကြီးတွေရဲ့သမိုင်းကိုပြန်လည်ကြည့်လိုက်ရင်လေအတူတူနီးမှာပဲဗျအလားတူအဖြစ်တွေအများကြီးရှိခဲ့ဘူးပါတယ်ဒီမှာကြည့်လိုက်ရင်ပိုရှင်းသွားမယ် United လက်ရှိချင်းနေပြီးတော့ Italy က AC Milan နဲ့ Juventus တို့သူတို့ပြန်မထက်ခင်ကချင်းနေတမော်လေးကိုစင်တူနေတာတွေ့ရပါလိမ့်မယ်နီးပြပိုင်းမှာ Sofia တွေကောင်မှပဲတွန့်ပြန်နေရတာအတင်းရဲ့ပုံရိပ်ကလည်းအတိတ်ကဟောင်ငင်မှုလေးကိုပဲမိခေါ်နေရတာနောက်ဆုံးရလက်တွေကတော့ပဲအတင်းနဲ့တွေ့ရှုံးနိုင်တဲ့ချင်းနေမျိုးပဲဗျတူနေတာပဲနော်ဟုတ်ပြီဒါဆိုရင်ဒီပြဿနာရဲ့အထင်ရှားဆုံးအဖြစ်ပန်းလက္ခဏာတစ်ခုကိုကြည့်ကြအောင်အဲ့ဒါကတော့နီးပလက်တွေကိုအဆက်မပြတ်ထုတ်ပယ်နေတဲ့ကိစ္စပါပဲ2013မှာ Sir Alex Ferguson နားယူသွားကြတဲ့ကပဲကြည့်လိုက်ပါတော့2014မှာ David Moyes ထွက်ရတယ်2016မှာ Luis van Gaal 2018မှာ Jose Mourinho 2019မှာတော့ Ole Gunnar Solskjaer အခုလက်ရှိနီးပြပေါ်မှာလည်းဖျားတွေကအဆက်မပြတ်ပဲဆိုတော့ဒီလိုအခြေအနေမျိုးနဲ့ဘယ်နီးပြကရေရှည်စီမံကိန်းတစ်ခုကိုတေးသေးချာချာတိဆောက်ချင်ရမှာလဲဗျာအထူးသဖြင့်မော်ရင်ဟိုးနဲ့ဆိုလ်ချာတို့ကိစ္စကိုကြည့်ပါမော်ရင်ဟိုးဆိုရင်အတင်းအတွေ့ဖလားတွေယူပေးခဲ့ရတာနဲ့ထုတ်ပဲခံခဲ့ရတယ်ဆိုလ်ချာကိုတာနောက်ထပ်အချိန်နဲ့လောက်ပေးခဲ့မယ်ဆိုရင်အတင်းကချန်ပီယံဆုကိုဆင့်ခေါ်နိုင်တဲ့အဆင့်တစ်ခုအထိရောက်သွားနိုင်တယ်လို့ယုံကြည်ကြတဲ့သူတွေအများကြီးပဲဒါပေမဲ့အဆုံးသတ်မှာတော့အတင်းကအရာအလုံးကိုဖြိုချပြီးအစနဲ့ပြန်စရပြန်ရောဆိုတော့ဒီပြက်တွေကိုဒီလိုအဆက်မပြတ်ထုတ်နေတာကယောဂလက္ခဏာတခုလေတကယ်ယောဂအစစ်ကပါလေအဲ့ဒါကကလပ်ရဲ့ဖွဲ့စည်းပုံနဲ့အတွင်းဝိုင်းရည်ကျင်းမှုတွေမှာကိုရှိနေတာပါဒါကြောင့်ဒီမေကုန်းကအရေးကြီးလာတာပေါ့အပြစ်အားလုံးကနီးပြတယောက်ထဲအပေါ်မှာပဲပုံကျနေတာလားဒါမှမဟုတ်ဒီထက်ပိုကြီးတဲ့စနစ်တစ်ခုလုံးရဲ့ပြဿနာလားတကယ်ပြဿနာကဒီအချက်တွေထဲမှာရှိနေတာပါတစ်ချက်ချင်းကြည့်အောင်ပထမတစ်ခုကတကယ်ကိုစစ်မှန်တဲ့စစ်ရှည်သေးခံမှုမရှိတာပြီးတော့မီဒီယာတို့ပရိသတ်တို့အပြင်ကအတန်တွေကိုအရန်တုံ့ပြန်လွှတ်တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်နေတာဒါကြောင့်နေပြတစ်ယောက်ရဲ့စီမံခန့်ရဲ့အတွက်ဘာအကာအကွယ်မှမရှိဘူးတကယ်တော့ဒီပြဿနာတွေကအပေါ်ဆုံးအောက်ချုပ်ရဲ့အဆင့်ကနေစလာတာဖြစ်ပြီးမျော်လင့်ချက်တွေကိုစီမံခန့်ခွဲရမှာလုံးဝကိုကြာရှုံနေတာပါပဲဒီစကားအလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲကလပ်တင်ဟာပင်ဘာကဆူညံတန်းတွေကိုလိလူရှုရမယ်မီဒီယာကဘာပဲပြောပရိသတ်ကဘာပဲပြောစီမံကိန်းကတော့ရှေ့ဆက်သွားရမယ်တကယ်တော့လိုအပ်နေတာကဒါပါပဲကဲဒါဆိုရင်ဒီအချက်တဲကနေယွန်းထွက်ဖို့နီလန်းရောမရှိတော့ဘူးလားရှိပါတယ်တခုတည်းသောထွက်ပေါက်လို့ဆိုနိုင်မဲ့နီလန်းကိုနောက်ဆုံးပိုင်းမှာဆွေးနွေးသွားပါမယ်ဖြည့်ရှင်းချက်ကတကယ်တော့အရင်ရှင်းပါတယ်ပြောရရင်တော့ဒါက3နှစ်စာစေညွန့်ပေါ့နံပါတ်1နီးပြတယောက်ကိုတေးသေးချာချာရွေးချယ်ပါပြီးရင်နံပါတ်2သူ့ကိုချွင်းချက်မရှိအပြည့်အဝထောက်ခံမှုပေးပါနံပါတ်3ကအရေးကြီးဆုံးပဲရက်လက်တွေဘလိုပဲဖြစ်နေအနည်းဆုံး3နှစ်တာအခြေပေးဖို့ကတိပြုရမယ်နောက်ဆုံးတစ်ခုကတော့အပြင်ကဝေဖန်တန်းတွေဖိအားတွေကိုလုံးဝဂရုမစိုက်ဖို့ပါပဲ3နှစ်ပြည့်လို့မှတကယ်အဆင်မပြေဘူးဆိုရင်အဲ့ဒီခါကြာမှထုတ်ပယ်တာမျိုးလုပ်တင်ပါပဲဒီနေရာမှာပရိသတ်ရဲ့ခန်းကဏ္ဍကလည်းတော်တော်လေးအရေးပါလာပါတယ်ရင်ကရခဲ့တဲ့အောင်မြင်မှုတွေကွန်ပျူတာကိုခဏလောက်မိထားပြီးတော့အထင်ကအခုမှအစသူညနဲ့ပြန်စနေတယ်ဆိုတဲ့ဖြစ်မှန်ကိုလက်ခံဖို့လိုအပ်လာပါပြီဘာလို့လဲဆိုတော့လေဒီလိုအခြေခံကြတဲ့အတွေးခေါ်ပိုင်းဆိုင်ရာအပြောင်းလဲကိုမလုပ်နိုင်တဲ့ရတော့အသင်းကအမြဲတမ်းအစနဲ့ပြန်စနေရအောင်ပါပဲအစမှာပြောခဲ့သလိုပေါ့ဒုံရင်ဖြစ်နေမှာပဲကဲအဆုံးသက်အနေနဲ့စဉ်းစားစရာမေးခွန်းတကူထားခဲ့ချင်ပါတယ်ဒီလောက်ကြီးကျယ်ခမ်းနားတဲ့တမိုင်းကြောင်းရှိတဲ့အေရာမာကလပ်အသင်းကြီးတစ်ခုကစိတ်ရှည်သေးခန်းတက်ဖို့ဆိုတဲ့အရာကိုဘလို့နည်းနဲ့ပြန်လဲသိယူနိုင်ပါလဲဒီမေးခွန်းလေးနဲ့ပဲဒီနေ့အတွက်ကျွန်တော်ရဲ့ခွဲချမ်းစပြဖို့ကိုအဆုံးသက်လိုက်ပါစေ